အားလုံးပဲမိကလာပါဒီနေ့မှဆိုတော့ကွာ3D တင်နေဖွင့်လာတော့ကွာဒီနေ့ကကွာ 3D စတင်နေစဖွင့်နေဆိုတော့ဘုန်းနေနဲ့ပြပေးမယ်3D ပုံတော့ကွာမီးတော့ထွက်နေပါကွာအရင်ဆုံး 3D ပုံလေးတစ်ပုံလောက်ယူလိုက်မယ်ကွာ 3D ပုံလေးတစ်ပုံယူကြာကိုကြတဲ့ပုံယူလိုက်ရတယ်ကွာဒီပုံကွာမှာပုံရပြီနော်ဒီကြည့်နေတော့နဲ့သေးပြီးမသေးတယ်ကွာဒီနောက်တစ်ပုံထည့်ပြီးတော့နောက်တစ်ပုံရပါဒီနေ့တူနေရှိဆိုလာဘာမင်းစားတော့ကွာဒီနေ့လာယူရဒီလာဘောဒီပုံချဆွဲလာချက်ပြီးဆိုရင်ဒီဘောမှာကွာဒီဖရဲဝင်နေဖရဲဝင်ဝင်ကွာဒီကောင်လေးယူလိုက်အရင်ကဒီကောင်လေးဒီကရောယူလိုက်အဲ့ကောင်က25လောက်ထား25လောက်ပဲထားဒါပြီးနောက်တစ်ခုထပ်ယူမယ်အခုနေနဲ့ကွာဒီကောင်လေးဒီကောင်လေးယူလိုက်မယ်အဲ့ကောင်လေးကြတော့ကွာဒီမှာဒီခလုတ်လေးဖွင့်ပြလိုက်ဝေးဝင်နောက်ထပ်ဖတ်တစ်ခုထပ်ယူနော်ကွာယူဝင်ကွာဒီကောင်လေးအဲ့ကောင်လေးကွာအဲ့ကောင်လေးကြတော့ဒီမှာထဲမဲ့အကြောင်းပါကွာအဝါဒီထည့်လိုက်မယ်အဝါအရင်ပါကွာရှင်အားကြတော့အမိရောင်လေးဒါအချင်းချင်းအောင်ထည့်လို့ရတော့ကွာပြလေးတာပြလေးတာဒီကွာနောက်တော့အဖတ်တစ်ခုတင်လို့ကွာအဖတ်လေးရတယ်ဒီကောင်လေးတော့လေးတယ်မယ်အဲ့ကောင်လေးဝင်လိုက်ကွာ sorry ကဲဝင်လိုက်ကွာဒီကွာဒီမှာအမှတ်တစ်ဖက်ချလိုက်ကိုနောက်ဆွဲလိုက်ဆွဲပါမယ်ဒီကောင်လေးအဲ့ကောင်လေးကွာထောင်ကျော်မထားလိုက်ရတယ်ကွာကိုမြင်းနေတယ်အဲ့ဒါတော့မြင်လို့ကွာစပီအဲ့တော့ရှေ့လောက်ထားလိုက်ရှေ့လောက်ထားလိုက်ရတယ်အဲ့တော့ရှေ့လောက်ကွာဒီကောင်လေးအဲ့ကောင်လေးကတော့ဒီမှာ300ကျော်လောက်ထားပြီးတဲ့ဟုတ်ဟောဒီက300ကျော်ကွာ350လို့300ကျော်လေးလေးရ350ကွာ350ဒီကောင်ကြတော့250ပေါ့ဒီရ250ဒီအောက်ဆုံးကောင်က360လောက်ထားတယ်360အပြီးပါတော့ကြောက်တယ်ပြီးဆိုရင်ဒီကောင်လေးကဒီမှာ4လောက်ထား4လောက်ထားပြီးတော့ရပြီဘာလုံးဝအစီပြီးသွားပြီရပြီရပြီပါရပြီတော့ကောင်လေးတော့မဆွေးရဆွေးရတဲ့တော့ကောင်ပေါ်လေးတင်ဒီမှာပါဟောအရာကိုကြိုက်တဲ့အရာထားလို့ရတယ်ကွာဒီကောင်ဒီလေးပြောင်းလာဒီမှာပါဒီကိုအရာရောကွာဒီအရာရှင်းတယ်ကြာဟိုပါပဲထားလို့ရစိမ့်လို့ပေါ်လာစိမ့်နဲ့ပူလိုက်ကြာပြီကွာဟောဒီတော့ထွက်နေတော့ကွာ3D ထဲမှာမလို့မရှိဖြစ်ပါကွာတော့မီးတော့ထွက်လာကြာပြီကွာဒါ3D တက်ရှင်နေဆိုတော့ကျွန်တော်ရဲ့ကျွန်တော်ချက်ပေါက်လေးလာပြီနော် 3D ပုံလေးအဖီးချပြီးပါကွာ 3D ပုံကတော့200ကျော်လောက်ရှိတယ်ကွာဆောင်းလန်းနဲ့ပုံလေးကွာဒီလိုပုံလေးပဲဆောင်းလန်းနဲ့ပုံလေးကွာချပြီးမယ်ဒီကောင် group လေးဖွဲ့လိုက်ကွာဖွဲ့ကွာဖွဲ့ရင်ဒီကောင်လေးကြည့်လိုက်ဖရဲဝင်လိုက်ဖရဲဝင် BNI pass ဒါလေးနဲ့ကွာဒီပြီးကောင်ဖြတ်လိုက်ဖြတ်ပြီးတော့ကွာဟိုပုံဆောင်လို့လုပ်တာဒီကလှုပ်တော့အဲ့လိုလှုပ်ရတာလေလှုပ်တဲ့ဟာလေကွာအဲ့ဒါတော့လှုပ်ပုံလှုပ်တာပေါ့ကွာတော့မလှုပ်ဘူးအဲ့လိုမလှုပ်တာနော်ဆောင်းလန်းတယ်ကွာရောက်ဒီတော့ပါပဲအမနောက်မီးပွားထိတာတီးပြီးတော့လောက်ပဲအားလုံး bye bye